အနေနဲ့ပြောရရင်ဆရာကြီးတို့အရန်အေးနေတဲ့အချိန်မှာအခန်းတစ်ခန်းထဲကိုရုတ်တရက်ဝင်လာလို့ရှိရင်နှွေးသွားတဲ့အရာသာမျိုးခံစားမှာနော်အဲ့ဒါကြောင့်မလို့ဒီအဲ့အခန်းကလည်းကျွန်တော်တို့ဒီသူ့ရဲ့လုံခြုံမှုရှိတဲ့အခန်းထဲကိုကျွန်တော်တို့အေးနေတဲ့အပြင်ပနေပြီးတော့အထဲထဲဝင်လာနှွေးသွားတဲ့ဟာလိုမျိုးပေါ့အဲ့လိုပဲသူ့အခန်းကလည်းသူ့အထဲထဲမှာဘလောက်ပဲဟိုအပြင်ပအေးတက်ပဲရှိသူ့ရဲ့အခန်းရဲ့လုံခြုံမှုရှိရင်သူ့ရဲ့အခန်းထဲမှာအနှွေးထွက်ဆိုတာရှိတယ်အဲ့သဘောတရားပဲဟုတ်ပါမယ်ပါဒီနေ့ကတော့ကျွန်တော်တာမိုစတက်နဲ့ပတ်သက်တဲ့အကြောင်းလေးတွေကျွန်တော်ပြောပြပေးမယ်နော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာကျွန်တော်တို့ကိုပိုတာ DC90G နဲ့ပတ်သက်တဲ့ရေးဆက်ကများတယ်ဆိုပါတော့ဗျာကျွန်တော်ဒီ AR တိုင်းမှာဆိုလို့ရှိရင်ရေးဆက်ကများတဲ့အတွက်ကြောင့်မလို့ဒီတာမိုစတက်ကိုကျွန်တော်တို့ဖြုတ်ထားလို့ရလားမရလားကိုတော်တော်များများလည်းသိကြတယ်ဒါပေမဲ့မသိသေးတဲ့လူတွေတော့ပေါ့နော်ဟီးတက်တယ်ဟီးခဏတက်တယ်ဘာညာဆိုလို့ရှိရင်ဒီတာမိုစတက်မကောင်းလို့ဖြုတ်ပြီးတော့မောင်းကြတယ်နော်တာမိုစတက်ကဒီရိတ်ဆက်တွေမှာပဲဖြစ်ဖြစ်တာမိုစတက်ပါတဲ့ဆက်တွေမှာပဲဖြစ်ဖြစ်ဖြုတ်ထားလို့ရလားမရလားရတယ်မရဘူးကျွန်တော်မပြောဘူးဒါပေမဲ့ဒီတာမိုစတက်ကသူ့အလုံးလုံးပုံသူ့ရဲ့ပြောမှဆိုလို့ရှိရင်အချက်လက်လေးတွေကျွန်တော်ပြန်လည်မျှဝေပေးမယ်အဲ့တော့စလိုက်အောင်တာမိုစတက်ကသူကဘယ်လိုလဲဆိုတော့အင်ဂျင်တစ်လုံးရဲ့အပူရှိန်ရလာပြီဆိုလို့ရှိရင်အင်ဂျင်တစ်လုံးရဲ့အပူရှိန်စပြီးတော့လွန်ကဲလာပြီဆိုတဲ့တပြိုင်နက်တာမိုစတက်ကသူ့ရဲ့အလုပ်လုပ်ပုံကကျွန်တော်တို့အင်ဂျင်မှာလိုအပ်တဲ့အပူရှိန်ကိုသူကထိမ့်ပေးတယ်အပူရှိန်ကိုထိမ့်ပေးတယ်လိုအပ်တဲ့အေးဓာတ်ကိုလည်းသူကပြန်လဲပြီးတော့ထုတ်လုပ်ပေးတယ်နော်ကျွန်တော်တို့အင်ဂျင်တစ်လုံးကို200-300ရက်ထားလိုက်မနှိုးပဲနဲ့နော်မနှိုးပဲရက်ထားလို့ရှိရင်သူ့မှာအင်ဂျင်တစ်လုံးမှာဆိုလို့ရှိရင်သူ့ရဲ့ room temperature လို့ရှိတော့ဗျာကျွန်တော် room temperature အင်ဂျင်တစ်လုံးမှာကျွန်တော် room temperature သူ့ရဲ့ပြောမအင်ဂျင်ကဏ္ဍမှာရှိတဲ့အပူရှိန်ရှိအဲ့အပူရှိန်ကဘယ်လိုခါမျိုးမှာရှိလဲဆိုလို့အင်ဂျင်မှာပြောမှဆိုလို့ရှိရင်လုံခြုံမှုရှိရနော်အင်ဂျင်ကလုံခြုံမှုရှိနေတဲ့အခါမှာသူ့ရဲ့အပူရှိန်ကသူ့အနေနဲ့သူရှိနော်သူ့အနေနဲ့သူထိမ့်ပေးထားတယ်အဲ့လိုကျွန်တော်ဒီတာမိုစက်ကိုကျွန်တော်ဖြုတ်ထားတဲ့တပြိုင်နက်ဒီရဲ့အင်ဂျင်ရဲ့အပူရဲ့ရှိတဲ့အပူရှိန်ပြင်ပကိုထွက်သွားမှာအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အင်ဂျင်နှိုးရတာခက်တာလို့နော်တခါလေအပူလေးရမှနှိုးလို့လွယ်တာမျိုးလို့ဒါတာမိုစတက်ကြောင့်ဖြစ်တဲ့ပြဿနာအနည်းငယ်လည်းရှိအခုကျတော့ तू ကအင်ဂျင်တအားပူးလာပြီဆိုလို့ရှိရင် तू ကအင်ဂျင်ရဲ့အတွင်းကအင်ဂျင်ရဲ့ heat အပူရှိန်ဟာ तू သတ်မှတ်ထားတဲ့ဥပမာ85ဒီဂရီဖာရင်ဟိုက်ထက်ကျော်ဝိုင်းရင် तू ကဒီတာမိုစတက်ဒီဘားလေးကဖွင့်ပေးတယ်ဒီဘားလေး तू ကဖွင့်ပေးပြီးတော့ရေတိုင်ကြီးထဲမှာအေးခံထားတဲ့ရေကိုအင်ဂျင်ထဲကိုပို့လုပ်ပေးတယ်ဟုတ်ပြီ तू သတ်မှတ်ထားတဲ့အပူရှိန်ရော့သွားပြီးတပြိုင်နက် तू ကပြန်ပြီးတော့ပိတ်ပေးတယ်ပြန်ပိတ်ပေးရတဲ့အကြောင်းရင်းကဒီဘက်မှာရေတိုင်ကြီးထဲမှာရေကိုစနစ်တကျနဲ့သူကလည်းသူအမှားယွင်းမရှိအေးပြန်ခံနိုင်အောင်ပြန်ပြီးတော့သူကပိတ်ပြီးတော့ဒီဘက်မှာပြန်လှုပ်လုပ်ပေးတယ်ဟိုဘက်မှာလည်းအင်ဂျင်ကိုသူ့ရဲ့လိုအပ်တဲ့အပူရှင်ကိုလည်းပြန်ထိန်းပေးတာဒီသဘောတရားလေးပေါ့နော်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ဒီတာမိုစတက်ကိုဖြုတ်ထားတင်လားမဖြုတ်ထားတင်လားဖြုတ်ထားလို့ရလားမရလားလဲဆိုတဲ့မိကုန်းမှာဒီကျွန်တော်ပြောတဲ့ဒီအချက်လက်တွေကိုကြည့်ချင်းအပြင်ကိုယ့်ဘာကိုစဉ်းစားဝေဖန်ပြီးတော့သုံးသပ်လို့ရပြီလို့ကျွန်တော်ပြောလိုက်ပါတယ်အဲ့တော့ကြောင့်မို့တာမိုစတက်ကကျွန်တော်တို့အင်ဂျင်တစ်လုံးမှာအရေးကြီးတဲ့အခန်းကဏ္ဍတွေပါပါတယ်အဲ့တော့ကြောင့်မို့တာမိုစတက်ကိုလည်းမိမိရောနဲ့မနေကြဘူးနော်သူကလည်းသူစနစ်တကျပြန်လဲပြီးတော့လွယ်တကူကိုလဲလို့ရရင်လည်းလဲပေါ့နော်တကယ်လို့မရရင်လည်းထပ်တဲ့တက်ကျွမ်းနားလည်တဲ့ပညာရှင်ကိုခေါ်ပြီးတော့စနစ်တကျနဲ့တာမိုစတက်ကောင်းလားမကောင်းလားနော်တာမိုစတက်ကပြန်သုံးသင့်လားမသုံးသင့်လားတတ်တယ်လားမတတ်တယ်လားကိုဆွေးနွေးတိုင်ပြီးတော့စနစ်တကျလေးထိန်းသိမ်းကြဖို့ပြောရင်းနဲ့ဘိုင်